ပေးတဲ့ကြီးများအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့တင်ဆက်ပေးမှာကတော့တရုတ်နိုင်ငံမှာကြီးထွားလာနေတဲ့ထူးခြားစံပြတဲ့လုပ်ငန်းတစ်ခုဖြစ်တဲ့မိချောင်းမွေးမြူရေးအကြောင်းပဲဖြစ်ပါတယ်လူအများစုကမိချောင်းကိုတော်ရန်တိရစ္ဆာန်အဖြစ်ပဲမြင်တတ်ကြပေမဲ့တရုတ်နိုင်ငံမှာတော့သူတို့ကိုအသားနဲ့အေးခွန်အတွက်စီးပွားဖြစ်မွေးမြူနေကြပါပြီဒီလုပ်ငန်းဟာလွန်ခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်အတွင်းသီးသီးသာသာတိုးတက်လာခဲ့ပြီးလက်ရှိမှာတော့တရုတ်နိုင်ငံတွင်းမှာမိချောင်းမွေးမြူရေးခြံကြီးတွေအများပြားပေါ်ပေါက်လာနေပါပြီဒီခြံတွေမှာမိချောင်းတန်ပေါင်းများစွာကိုမွေးမြူထားရှိပြီးစနစ်တကျပြုစုဆောင်စောက်ပေးကြပါတယ်မိချောင်းမွေးမြူရေးလုပ်ငန်းဟာအဓိကအဖြစ်မိချောင်းအသားနဲ့အေးခွန်ထုတ်လုပ်ဖို့ရည်ရွယ်ပါတယ်မိချောင်းသားကိုတရုတ်ရိုးရာဟင်းရာတွေမှာအသုံးပြုကြပြီးကျန်းမာရေးအတွက်လည်းကောင်းမွန်တယ်လို့ယူဆကြပါတယ်မိချောင်းအေးခွန်ကတော့သင်္ကန်းပစ္စည်းတွေအိတ်တွေဖနက်တွေနဲ့ကပတ်တွေလိုမျိုးဖက်ရှင်ပစ္စည်းတွေထုတ်လုပ်ရမှာအသုံးပြုပါတယ်ဒီမိချောင်းတွေကိုဘယ်လိုမွေးမြူကြတဲ့ဆိုတာကြည့်အောင်ပါမွေးမြူရေးခြံတွေမှာမိချောင်းတွေကိုတီးတန့်ရေကန်ကြီးတွေဒါမှမဟုတ်မြေကြီးထဲမှာတူးထားတဲ့ကန်တွေထဲမှာထားရှိပါတယ်သူတို့ကိုတန်ရှင်းတဲ့ရေနဲ့လုံလောက်တဲ့နေရာပေးထားပါတယ်အစာအဖြစ်ငါးကြက်သားစတာတွေကိုပုံမှန်ကျွေးမွေးပြီးသူတို့ရဲ့ကြီးထွားမှုကိုစောင့်ကြည့်ပါတယ်ဥဒီကနေပေါက်လာတဲ့မိချောင်းလေးတွေကိုတီးတန့်နေရာတွေမှာထားပြီးတေချာခူးဆိုင်ပါတယ်တတ်မှတ်ထားတဲ့အရွယ်အစားနဲ့အလေးရှင်ရောက်လာတာနဲ့စနစ်တကျသားသက်ပြီးအသားနဲ့အေးခွန်ကိုထုတ်ယူပါတယ်ဒီလုပ်ငန်းဟာစီးပွားရေးအကျိုးမြတ်များပေမဲ့တိရစ္ဆာန်ကျန်းမာရေးနဲ့တဘာဝပတ်ဝန်းကျင်ဆိုင်ရာသက်ရောက်မှုတွေပေါ်စိုးရိမ်ပူပန်မှုတွေလည်းရှိပါတယ်ဒီအစိုးရကတော့ဒီလုပ်ငန်းတွေကိုစနစ်တကျကြီးကြပ်ပြီးစီမီစည်းကမ်းတွေချမှတ်ထားပါတယ်ဒီလိုနည်းလမ်းတွေနဲ့ပဲတရုတ်နိုင်ငံဟာမိချောင်းမွေးမြူရေးလုပ်ငန်းကိုတိုးတက်အောင်လှုပ်ဆောင်နေပြီးကမ္ဘာစီကွက်ကိုပါတိုးဖောက်ဝင်ရောက်နေပါပြီဒီလုပ်ငန်းဟာဆက်လက်ပြီးတိုးချဲ့လာအောင်မလားဆိုတာစိတ်ဝင်စားစရာပါပဲ